ကုန်တက်ကတူကမိမတွေကိုကျွန်တော်မေးတဲ့ခါမှာမမကြီးသိလားဆိုသိဘူးဒီလိုဖြစ်ကုန်ကြပြီလုံးဝမသိဘူးနော်တွန်းနေသိနေဆရာတကယ်မသိဘူးနော်သိတာကျွန်တော်တို့ရွယ်တွေသိနေတာ40သိတယ်50သိမယ်35သိမယ်ပေါ့16 19ကိုတက်နိုင်မသိဘူးနော်မသိဘူးလုံးဝမသိဘူးကြောက်မကြောက်ဘူးဘာတွေလဲပေါ့နောက်ဆုံးမောင်းသားချိုအလျှော့ပေးပြီးမေးရတယ်သမီးညစ်ထဆန်းလို့ဟုတ်ကဲ့ဆရာကြီးတဲ့ဖတ်စီယာကြောင်းသူသမီးအကြိုက်ဆုံးအဆိုတော်နာမည်ကိုပြောလို့သမီးကြိုက်တယ်ဆိုတော့နာမည်လှလှလေးနဲ့တဲ့သူတို့သမီးလို့ကြက်ဖားတဲ့နာမည်လှလှလေးနဲ့ကြက်ဖားတဲ့ဘယ်လိုလုပ်ကြမလဲမုံရွာလူတွေကဲနောက်တစ်ယောက်ညီးရောသမီးဆိုတော့လည်းနာမည်လှတယ်တဲ့သူလည်းရောက်ကျက်တယ်ဟာနောက်တစ်ယောက်သမီးညီးရောစနေနောက်တစ်ယောက်ရီဖက်နောက်တစ်ယောက်အိတ်ဘောက်ဆရာကြီးကျွန်တော်တို့နားတွေမှာစိမ့်နေပါချုပ်ဆရာကြီးနဲ့ကိုဘက်ကဒူးချုပ်ကိုတတ်နိုင်ဦးနောက်ကဆရာဆရာမများအားလုံးလူကြီးတွေကျွန်တော်တို့နားမှာစိမ့်နေဆရာကြီးဒီနေ့မနေ့မကြောက်ဘူးကျွန်တော်သိပြီးတော့ဓာတ်ကြောင့်မို့လို့ခုနကျွန်တော်ပြောခဲ့တယ်မှတ်လားကိုဇော်ဝင်းထွတ်အကြောင်းပြောရင်းနဲ့ကိုဇော်ဝင်းထွတ်အမေကအဆိုတော်ထားပါလို့ကျွန်တော်မေးတယ်လေသိလားဆိုဆရာကြီးကကောင်းချိန်နေတချို့ကလေးတွေစိမ့်နေနေဖြစ်နေတယ်